အစ္စရေးနဲ့အမေရိကန်တို့ရဲ့တည်ပတ်အကုပ်ကတိုက်ခိုက်မှုကြောင့်အီရန်နိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်အာယာတိုလာအလီခါမီနီတေဆုံးသွားတယ်လို့အီရန်အစိုးရသတင်းဌာနတွေကအတည်ပြုခဲ့ပါတယ်။အီရန်ကလည်းအရှေ့အလယ်ပိုင်းဒေသအတွင်းအမေရိကန်စစ်ခြေစိုက်စခန်းတွေနဲ့အမေရိကန်နိုင်ငံရဲ့မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ကာတာ၊ဘာရိန်း၊ UAE ၊ဂျော်ဒန်နဲ့ကူဝိတ်နိုင်ငံတွေကိုဒုံးကျည်တွေနဲ့လက်တုပ်ပြန်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာကတော့အရှေ့အလယ်ပိုင်းဒေသအတွင်းမှာစစ်ပွဲတွေကျေပြန့်လာမှာကိုစိုးရိမ်နေကြပါတယ်။ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ကအခုတိုက်ခိုက်မှုတွေကြောင့်ဒေသတွင်းစစ်ပွဲကြီးဖြစ်လာနိုင်တယ်လို့တတိပေးပြီးစစ်ပွဲတွေချက်ချင်းရပ်ဖို့တောင်းဆိုခဲ့ပါတယ်။အီရန်ရဲ့မဟာမိတ်ဖြစ်တဲ့ရုရှားကအခုတိုက်ခိုက်မှုကိုရှုတ်ချခဲ့ပြီးဒေသတွင်းမတည်ငြိမ်မှုတွေပိုမိုဆိုးဝါးလာမယ်လို့တတိပေးခဲ့ပါတယ်။တရုတ်အစိုးရကတော့အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုဟာအီရန်နိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်မြေတည်တံ့ခိုင်မြဲမှုကိုပြင်းထန်စွာချိုးဖောက်တာဖြစ်တယ်လို့ရှုတ်ချခဲ့ပါတယ်။ဘလို့အကြောင်းပြချက်နဲ့မဆိုတခြားနိုင်ငံတစ်ခုရဲ့ပြည်တွင်းရေးကိုလက်နက်အားကိုနဲ့ဆွတ်ဖက်တာကိုလက်မခံဘူးလို့ဆိုပါတယ်။စစ်ပွဲကျယ်ပြန့်လာရင်ကမ္ဘာစီးပွားရေးနဲ့ရင်းနှီးစည်းနှုန်းကိုထိခိုက်နိုင်တာကြောင့်အားလုံးကထိထိသိသိလှုံ့ဆော်ကြဖို့ပြောပါတယ်။ပြည်သစ်သမ္မတမက်ခရွန်ဂျာမနီဝန်ကြီးချုပ်ဖရိုင်ဒရစ်မတ်စ်နဲ့ဗြိတိန်ဝန်ကြီးချုပ်ကီယန်စတာမာတို့ကတိုက်ခိုက်မှုမှာပါဝင်မှုမရှိဘူးလို့ပြောကြားခဲ့ပေမဲ့အီရန်အနေနဲ့နျူကလ িয়ার အစီအစဉ်တွေကိုရပ်တန့်ပြီးဆွေးနွေးပွဲလမ်းကြောင်းကိုရွေးချယ်ဖို့တိုက်တွန်းခဲ့ပါတယ်။ဗြိတိန်ဝန်ကြီးချုပ်ကအမေရိကန်ကိုဗြိတိန်ရဲ့လေတပ်အခြေစိုက်စခန်းတွေအသုံးပြုခွင့်ပေးမယ်လို့လည်းပြောလိုက်ပါတယ်။အီရန်ကအိန္ဒိချင်းနိုင်ငံဘာရိန်း UAE ကာတာဂျော်ဒန်နဲ့ကူဝိတ်တွေပေါ်လက်တုပ်ပြန်တိုက်ခိုက်မှုကိုဆော်ဒီအာရေဗီးယားနိုင်ငံကပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီးအဲ့ဒီနိုင်ငံတွေဘက်ကရပ်တည်သွားမယ်လို့ပြောလိုက်ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုကြောင့်ထိပ်သီးခေါင်းဆောင်တွေဆုံးရှုံးခဲ့ရတဲ့အီရန်နိုင်ငံကအရှေ့အလယ်ပိုင်းဒေသအတွင်းမှာရှိတဲ့အမေရိကန်နဲ့အစ္စရေးတို့ရဲ့မဟာမိတ်နိုင်ငံတွေကိုလက်တုပ်ပြန်တိုက်ခိုက်ခဲ့ပါတယ်။အီရန်ကဒေသတွင်းရှိနိုင်ငံပေါင်း6နိုင်ငံထက်မနည်းကိုတုံ့ပြန်တိုက်ခိုက်ခဲ့တဲ့အတွက်စစ်မီးဟာအရှေ့လယ်ပိုင်းဒေသတစ်ခုလုံးကိုလင်းမြန်စွာကူးစက်သွားခဲ့ပါတယ်။ဒေသတွင်းမှာရှိတဲ့ဒူဘိုင်း၊ဘာရိန်း၊ဂျော်ဒန်နဲ့ကူဝိတ်တို့မှာပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ဒူဘိုင်းမြို့မှာရှိတဲ့ကမ္ဘာကျော်ဖဲမန်ဟိုတယ်ကိုအီရန်ဒုံးကျည်ထိမှန်ခဲ့ပြီးမီးလောင်ခဲ့တာကြောင့်လူ၄ယောက်ဒဏ်ရာရခဲ့ပါတယ်။ဒါ့အပြင်ဒူဘိုင်းလေဆိပ်မှာလည်းပောက်ကွဲမှုတွေရှိခဲ့ပြီးတော့အဘူဒါဘီလေဆိပ်တိုက်ခိုက်မှုမှာလူတစ်ယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ဘာရိန်းမှာတော့အီရန်ကပြုတ်လိုက်တဲ့ drone ဟာအထက်မြင့်အဆောက်အအုံတစ်ခုကိုဝင်တိုက်ခဲ့တယ်လို့ဘာရိန်းမှာရှိတဲ့အမေရိကန်ရေတပ်အခြေစိုက်စခန်းလည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ကူဝိတ်နိုင်ငံတကာလေဆိပ်ထဲကိုတော့ drone တစ်စင်းပြက်ကျခဲ့ပြီးဝန်ထမ်းတချို့ဒဏ်ရာရပြီးတော့အဆောက်အအုံပျက်စီးခဲ့ပါတယ်။ဂျော်ဒန်နိုင်ငံမှာတော့ဒုံးကျည်အပိုင်းစာတွေကြားရောက်ခဲ့တဲ့အတွက်အာဗစ်မြို့မှာမီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။အီရန်ကြောထောက်နောက်ခံပြုထားတဲ့အီရတ်မှာရှိတဲ့ Hezbollah နဲ့ယီမင်မှာရှိတဲ့ဟူသီအဖွဲ့တွေကလည်းဒေသတွေကအမေရိကန်စစ်အခြေစိုက်စခန်းတွေကိုတိုက်ခိုက်သွားမယ်လို့တတိပေးရင်စစ်ပွဲအတွင်းပါဝင်လာခဲ့ကြပါတယ်။အီရန်နိုင်ငံသားရေးဝန်ကြီးကအာရပ်နိုင်ငံတွေကိုတိုက်ခိုက်လူစိတ်မရှိပေမဲ့အဲ့ဒီနိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်စခန်းတွေကိုမိမိကိုယ်ကိုခုခံတဲ့အနေနဲ့တိုက်ခိုက်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။တိုက်ခိုက်ခံရတဲ့နိုင်ငံတွေကတော့ဒါဟာအချုပ်အခြာအာဏာကိုထိပါတာဖြစ်တယ်လို့ပြင်းထန်စွာရှုတ်ချခဲ့ကြပါတယ်။အီရန်ရဲ့လက်တုပ်ပြန်တိုက်ခိုက်မှုတွေနောက်ပိုင်းမှာလေကြောင်းခီးစဉ်တွေအများအပြားဖျက်သိမ်းပြီးကမ္ဘာတဝန်းကခရီးသည်တွေတောက်တင်နေကြပါတယ်။ Tel Aviv, Dubai, Doha နဲ့တခြားအချက်အခြာကျတဲ့လေဆိပ်တွေမှာလေယာဉ်တွေအကုန်လုံးရပ်နားထားရပါတယ်။အထူးသဖြင့်အမ်မရီလေကြောင်းလိုက်ကဒူဘိုင်းဝင်ထွက်ခီးစဉ်အားလုံးကိုရပ်လိုက်တာကြောင့်ခီးသည်တွေတော်တော်လေးအခက်တွေ့နေကြပါတယ်။အီရန်၊အစ္စရေး၊အီရတ်၊ကာတာ၊ဘာရိန်း၊ကူဝိတ်နဲ့ဆီးရီးယားနိုင်ငံတွေကသူတို့လေပိုင်နက်တွေကိုပိတ်လိုက်ပါပြီ။ UAE နဲ့ဆော်ဒီဘက်မှာလည်းလေပိုင်နက်တချို့ကိုကန့်သတ်ထားပါတယ်။ British Airways နဲ့ Virgin Atlantic လို့လေကြောင်းလိုင်းကြီးတွေလည်းခီးစဉ်တွေဖျက်ထားတာလမ်းကြောင်းလွဲတာတွေလုပ်နေရပါတယ်။ပြည်ထောင်နိုင်ငံခြားရေးရုံးကတော့အစ္စရေးနဲ့ပါလက်စတိုင်းကိုလုံးဝမသွားဖို့ဘာရိန်းကာတာကူဝိတ်နဲ့ UAE နိုင်ငံတွေကိုလည်းမဖြစ်မနေကိစ္စကလွဲရင်ခရီးမသွားဖို့တတိပေးထားပါတယ်။
အဲ့ဒီဒေသတွေမှာရောက်နေတဲ့ပြည်ထောင်နိုင်ငံသားတွေကိုလည်းဘေးကင်းတဲ့နေရာမှာခိုလုံနေကြဖို့ညွှန်ကြားထားပါတယ်။တစ်ချိန်တည်းမှာပဲရေကြောင်းသွားလာရင်းနဲ့ရေနံတင်ပို့မှုကိုလည်းကြီးကြီးကျယ်ကျယ်ထိခိုက်မှုတွေရှိနေပါတယ်။ Hormuz ရေလက်ကြားနားမှာတင်ပေါ်3စီးထက်မနည်းတိုက်ခိုက်ခံခဲ့ရပါတယ်။ပြည်ထောင်ရေကြောင်းကုန်သွယ်ရေးအဖွဲ့ UKMTO ရဲ့ပြောကြားချက်အရတင်ပေါ်2စီးဓာတ်ရိုက်ထိမှန်ခဲ့ပြီးနောက်ထပ်1စီးအနီးမှာလည်းပောက်ကွဲမှုဖြစ်ခဲ့တာပါ။ကမ္ဘာရေနံနဲ့တဘာဝတက်ငွေ20%လောက်ဖြတ်သန်းတည်ယူနေတဲ့ဒီရေလက်ကြားကိုမပြတ်ကြဖို့အီရန်ကတတိပေးထားပါတယ်။ဒါကြောင့်အပြည်ပြည်ဆိုင်ရာတင်ပေါ်သွားလာမှုတွေဟာရေလက်ကြားအဝင်မှာတင်ရက်တန့်လူနေပါဖြစ်နေပါပြီ။ဒီနေ့တနင်္လာနေ့အာရှဈေးကွက်ဖွင့်ချိန်မှာကမ္ဘာရေနံဈေးနှုန်းဟာ10%ကျော်အထိထိုးတက်သွားခဲ့ပါတယ်။